ငယ်ချင်းတို့ရေမင်္ဂလာပါရှင် NY Channel ကနေကြိုဆိုပါရစေဒီနေ့ရှာဘူးစားတောက်နိုင်တဲ့ buffet ဆိုင်လေးတစ်ဆိုင်ကိုမိတ်ဆက်ပေးပါမယ်ဂျပန်နိုင်ငံမှာခုဆိုရင်ဆိုင်ခွဲပေါင်း330ဆိုင်ဖွင့်ထားတဲ့ဆိုင်လေးကတော့ရှာဘူးရောလို့ခေါ်ပါတယ်ရှင်ဒီဆိုင်မှာစားတောက်နိုင်တဲ့သားမျိုးစားနဲ့ lunch dinner ပေါ်မူဒီမှာစီးနှုံးလေးတွေကကွာပါတယ်ပြီးတော့ဟင်းရရတာတွေလည်းလေအမျိုးရှိလို့တစ်ခါလေးကြာပါရွေးရမလဲတော့မသိဘူးအသားလွဲရင်ကျန်တဲ့ဒီဟင်းရွက်တွေထမင်းတွေခောက်ဆွဲတွေဆိုရင်တို့လုတ်ပေးထားတဲ့နေရာလေးရှိလို့ကိုကသွားယူလိုက်ရုံပဲဒီခါနဲ့ကတော့ lemon hub နဲ့ဈေးဖက်ဝင်တဲ့ဒီတရုတ်ရဲ့ hot pot ပေါ့နော်အဆက်လေးဟင်းလေးရွေးထားပါတယ်ရှင့်နဲ့ကတော့စားမဲ့ plan ကိုရွေးမှဒီအရွက်လေးသွားယူရပါတော့အဲ့ချိန်ပြန်လာတဲ့အချိန်ဆိုရင်မလေးအသားနဲ့ဟင်းတွေကလုံးဝအစင်တစ်ရောက်နေဝန်ဆောင်မှုကတော့အရင်မြန်လို့တကယ်ကိုအရင်ကောင်းပါတယ်ရှင့်အင်းသွားယူထားတဲ့အရွက်လေးတွေကိုနှစ်ဖက်လုံးမြိုင်မှအိုးထဲမှာထည့်ပြုတ်လိုက်ပါတယ်ရှင်တငယ်ချင်းတို့ရေဒီအသားကိုလည်းချိလိုက်ပါအောင်အရင်မိုက်တယ်နော်နဲကတော့ဒီအသားအရင်ကြိုက်တွားပါဖြစ်လို့လဲဆိုရင်တော့ပပလေးလီးထိုင်းမှလေအဲ့အိုးထဲမှာပြုတ်လိုက်ရင်ခဏလေးဆိုရင်တွားချက်ပြီးသီးလားအသားလေးကလည်းနူးညံ့ပြီးမှအရင်ကိုစားလို့ကောင်းတယ်နဲကဒီဆိုင်လေးတွားရင်လည်းအများကြီးစားတယ်ပထမတလို့ကိုအသားအောင်နဲ့ကြတော့ဒီတမ်မီယိုဒီဟင်းရရတာရှိတဲ့ဖက်ကနေစားတာပေါ့နော်မလေးစားကြည့်လိုက်တာအသားနဲ့ဒီတမ်မီယိုဒီအနက်လေးကလေမွေးမှလေနူးအီလေးပဲအရန်ကိုစားလို့ကောင်းပါရဲ့နော်မစားပြီးရင်လေအသားတွေအိုင်ဟင်းရထဲမှာအဲ့မှာတက်ကွက်ဆူမီကြက်လာတဲ့ဟာကိုကြည့်မှနဲ့ကတော့တေးတွေကိုပြန်ကိုကြနေတော့ပဲနောက်မှလေဒီဆိုင်လေးမှလေ sauce တွေကလေအများကြီးထားပေးထားရလားအရသာအမျိုးရှယ်တော့ကြမလို့ကိုယ့်ကိုစိုက်ပြီးမှလေစားလို့ရပါတယ်နော်အဲ့ဒါလေဒီဆိုင်လေးရဲ့ပြောစရာကောင်းတဲ့အချက်လေးတစ်ခုပဲဒီလားငယ်ရှင်တို့ရေဆိုင်ထဲကဟင်းရွက်လေးရလေလဲဆက်ပဲဒီလားငယ်ရှင်တို့ရေနန်းကတော့အဲ့ဟင်းရွက်ထဲမှာနန်းအကြိုက်ဆုံးကတော့ကြက်သွန်မဲအကြီးကိုပလေးလီးမှတို့အချောင်းလေးလှုပ်ထားတဲ့အဲ့ဟင်းရွက်လေးနန်းကတော့အရင်ကြိုက်တယ်ငယ်ရှင်တို့ကိုလည်းအဲ့လေးစားဖို့အကြံပြုပါတယ်ရှင်ဆိုင်ထဲမှာလည်းလေဆေးရုပ်လေးတွေကလေအသားတွေကိုလေစပွဲအထိတည်လာပေးလို့ပထမဆုံးမြင်လိုက်တဲ့အချိန်မှာပေါ့နည်းနည်းဟဲဆေးရုပ်လေးတွေကတည်လာပေးရပေါ့ဆိုပြီးအံ့ဩခဲ့ရပါတော့ကျမမှာလည်းဒီလိုနီးမြညာလေးကိုတို့ဒီစားတော့ဆိုင်မှာအသုံးပြုနေတာမြင်ရတော့စိတ်ဝင်စားစရာပဲเนาะဒီတရုတ် hot pot ရဲ့ဟင်းရည်နဲ့ကလေတို့ကလေအရသာနဲ့ဒီဆက်လေးကလေအရန်လိုက်ဖက်မှာလေအရသာကောင်းလို့အတီးရွက်တွေရောအသားတွေရောလောမစားပဲမနေနိုင်ဘူးဒီလားစားလို့ရန်ကောင်းနောက်ဆုံးတော့နင်းကအိမ်ကဒီအမျိုးသားထက်နဲ့လုံးဝအများကြီးစားမိသွားရလားတကယ်ကိုအရင်ရတာရှိလို့လုံးဝတကယ်မတိမတာနဲ့အများကြီးစားမိသွားတာနော်ဟင်းတွေနင်းလာရင်လည်းငယ်ချင်းတို့မပူးနဲ့တော့အခမဲ့နဲ့တို့ကထည့်ပေးပါတယ်ရှင်နင်းနောက်တစ်ခုတိုက်သုံးချင်တာကတော့ဒီခောက်ဆွဲလေးပေါ့နော်ဂျပန်လို့ဆိုရင်မာကာလိုနီလို့ခေါ်ရရှင်နင်းဘယ်လိုပြောမှတော့အရသာဒီစားတဲ့ပုံစံကတော့နင်းတို့မလာထန်းစားတဲ့ချိန်ကြရင်အဲ့လိုမျိုးခောက်ဆွဲပုံစံလေးဒီလားနည်းနည်းစီတွေစားလို့အရင်ကောင်းတယ်ဒီခောက်ဆွဲလေးအဲ့ကြောင့်မလို့နည်းဒီတစ်ခုလေးကတော့နည်းတိုက်သွင်းချင်ပါတယ်ရှင်းစားဖို့ဟီရီထဲ့ပြီးမှစားရင်မတိမတာနဲ့ဒီလားအရင်စားလို့ကောင်းလို့မတိမတာနဲ့နည်းကတော့အများကြီးစားခဲ့တယ်ဒီခောက်ဆွဲလေးကလေတရုတ်ရဲ့ hot pot ဒီဟင်းရည်ထဲထည့်စားရင်ပိုစားလို့ကောင်းမယ်ထင်တယ်။လာနန်းကတော့အဲ့ဒီအဆက်ကြိုက်တော့အဆက်ထဲပဲထည့်စား။တငယ်ချင်းတို့လည်းပဲနန်းတို့အဆက်ကြိုက်တဲ့လူဆိုရင် hot pot ထဲမှာထည့်စားကြည့်ပါနော်။တငယ်ချင်းတို့နောက်မှလေဒီဆိုင်မှာလေအချိုပွဲတွေကလည်းအများကြီးရှိတယ် grape လည်းရှိရယ်ရေခဲချက်ရှိရယ် soft drink ရှိရယ်နောက်မှာ waffle လည်းရှိပါတယ်ရှင်ဒါလေးတွေအကုန်လုံးကိုစိတ်ကြိုက်လောက်စားလို့ရပါတယ်ရှင်။နန်းကတော့ဒီဥစ္စာအချိုပွဲပြင်းနေချိန်ကျကိုစိတ်ကြိုက်ပြင်းတဲ့အတွက်ကြောင့်တော့နန်းကတော့အရင်ပျော်ပါတယ်ရှင်။နောက်မှလေတကယ်ရှင်းတို့တခုတော့မေးကြည့်ချင်လို့ပါနန်းကလေဂျပန်ရောက်မှလေအန်ကောဆိုတာစားခဲ့ပူပါလားတကယ်ရှင်းတို့ရောစားဘူးလားမသိဘူးเนาะအန်ကောဆိုတာနန်းကပထမစားတဲ့အချိန်ရင်းချုပ်လို့နေမကြိုက်ဘူးလားဒါပေမဲ့အခုလေအချိန်ချင်းရေးစားရင်မှလေနောက်ကျတော့ကြိုက်သွားတယ်စကားမဆက်ဒီတစ်ခါနန်းတို့အမဲသားနဲ့ဝတ်သားအကန့်အသတ်မရှိတဲ့ plan ကိုရွေးခဲ့ပါတယ်စင်းတော့ကတော့တယောက်ကို2199 yen soft drink ဆိုရင်တယောက်ကို999 yen ထပ်ပေါင်းဆိုရပါပြီရှင်အရက်တောက်ချင်တဲ့တငယ်ချင်းရှိရင်တော့ရန်1319 yen ထပ်ပေါင်းလိုက်ဆိုရင်တောက်လို့ရပါတယ်ရှင်အသားကိုစေးတက်တာပြီးအများကြီးစားချင်တဲ့အချိန်ဆိုရင်ဒီဆိုင်လေးကိုတကယ်အကျဉ်းပြုပါတယ်ရှင်အားလုံးလည်းပဲအခွင့်အရေးရရင်တော့ကြည့်ကြပါနော်ဒီဗီဒီယိုလေးကိုနောက်ဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဖြစ်နိုင် subscribe လေးပါလုပ်ရင်အရင်ဝမ်းသာပါတယ်ရှင်ဒါဆိုရင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်bye bye